ချစ်အောင်ဖို့လို့ဒီသူခင်ကိုမခွဲဘူးကွယ်တဲ့လုံးကိုမမဆုံးခဲ့တာရှိုးပါပြောနှွေဆုံးဆုံးချသူကိုကျွန်တော်ကိုသာပြီးသူဆိုကဖို့အသေးဆွေးတဲ့နှွေဆုံးပြောချစ်အောင်ဖို့လို့ဒီသူခင်ကိုမခွဲဘူးကွယ်တဲ့လုံးကိုမဆုံးခဲ့တာရှိုးပါပြောနှွေဆုံးဆုံးချသူကိုကျွန်တော်ကိုသာပြီးသူဆိုကဖို့ခေတ္တမေတ္တာတရားဆိုတွေဖို့ခေတ္တမေတ္တာတရားဆိုတွေဖို့ကျွန်တော်အတွက်ဆိုဘယ်ရောက်မဆုံးအောင်လေးကိုယ်ရဲ့အပြိုတကယ်ပြီးတမကချစ်သူပြောအခုတော့ချစ်အောင်ဖို့ဒီခံကကျွန်တော်မှပြောနှွေငါဆိုတော့တနာကလေးသူ့ကိုတနာကဖို့ကျေးဇူးပါတယ်လွေဆိုပြချစ်အောင်ဖို့လို့ဒီသူအဖေကိုမခွဲဘူးကွယ်တဲ့လုံးကိုမမဆုံးခဲ့တာချိုးပါပြုလွေဆုံးဆိုချသူကိုကျွန်တော်ကိုသာပြီးသူဆိုကဖို့ခေတ္တမေတ္တာတရားဆိုတွေဖို့ခေတ္တမေတ္တာတရားဆိုတွေဖို့ကျွန်တော်အတွက်ဆိုဘယ်ရောက်မစိုးအောင်လေးကိုယ်ရဲ့အပြောတကယ်ပြီးတမကချစ်သူပြောအခုတော့ချစ်အောင်ဖို့ဒီခံကကျွန်တော်မှဆိုလွေကဆိုတော့တနာကပဲသူတနာကဖို့ဆုံးပြောဘဝမှာအစင်လုံးချစ်သူတွေကနှွေဆုံးပြောမမဘူးခင်ကိုချစ်မေဆုံးနှွေဆုံးပြောဘဝမှာအစင်လုံးချစ်သူတွေကနှွေဆုံးပြောမမဘူးခင်ကိုချစ်မေဆုံးသူမနေတတ်တယ်လို့တမျိုးပဲစိတ်မှာဖို့သူရဲ့မနေတတ်တယ်လို့တမျိုးပဲစိတ်မှာဖို့ကပုံပြောင်းလေးနဲ့သူ့မှာပြောအားနွေပါတဲ့ပြောဒီခံကကျွန်တော်မှဆိုနွေကဆိုတော့တနာသူကိုတရာကဖို့ပရိသတ်ကြီးလုံးမင်္ဂလာပါနဲ့ဒီသွားပါစေအခုလိုပဲပထမညချမ်းလေးကိုလာရအောင်အားပေးထားတယ်ဇဝေယနေ့မှာချစ်တော်ဖေဖေမေဦးတော်ကိုကိုမမအားလုံးစိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ပါစေသိဆွေးတဲ့တွေ့ဆိုပြောချစ်အားဖို့တို့ဒီသူအခင်ကိုမခွေတလုံးကိုဘယ်မဆုံးခဲ့တာရှိုးပါပြောနှွေဆုံးဆိုချသူကိုကျွန်တော်ကိုသာပြီးသူဆိုကဖို့သိဆွေးတဲ့နှွေဆိုပြောချစ်အားဖို့လို့ဒီလိုခင်ကိုမခွဲဘူးတဲ့တလုံးကိုဘယ်မဆုံးခဲ့တာရှိုးပါပြောနှွေဆုံးဆိုချသူကို
ကျွန်တော်ကိုသာပင်သူဆိုကဖို့ခေတ္တမေတာတရားဆိုတွေဖို့ခေတ္တမေတာတရားဆိုတွေဖို့ကျွန်တော်အတွက်ဆိုပင်ရမဆုံးအားလဲကိုယ်ရဲ့အပြောတကယ်ပြီးတမကချစ်သူပြောအခုတော့ချစ်အားဖို့ဒီခံကကျွန်တော်မဆုံးຫນွေကဆိုတော့တနာကပဲသူကိုတရားကဖို့စင်လောချစ်သူလားလွယ်ဆိုပြောမမောင်ခင်ကိုချစ်မယ်ဆိုလွယ်ဆိုပြောကိုယ်မစင်လောချစ်သူလားလွယ်ဆိုပြောမမောင်ခင်ကိုချစ်မယ်ဆိုသူကိုမြင်ရင်မနေတတ်သလိုတမျိုးပဲစိတ်မှာပို့သူကိုမြင်ရင်မနေတတ်သလိုတမျိုးပဲစိတ်မှာပို့ကပုတ်ပြုံးလေးနဲ့သူမတကောအနွယ်ပါတဲ့မျိုးဒီခံကကျွန်တော်မှဆိုနွယ်ကဆိုတော့တနာကပဲသူကိုတရားကဖို့ပိတ်သက်ခြင်းလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေအခုလိုပဲပထမညချမ်းလေးကိုလာရောက်ကအားပေးစားတယ်ဆံဝေးရန်ဒီမှာချစ်တော်ပရိသတ်ပါအားလုံးကိုကျေးဇူးထူးရှိပါတယ်ခင်ဗျာဗျာအားလုံးကျေးဇူးပါတယ်နော်ကျွန်တော်တို့ဒီပွဲလေးဟာတကယ်ဆိုရင်ကျွန်တော်တို့25ရက်နေ့26ရက်နေ့နှစ်ညကိုစီစဉ်ထားတဲ့ပွဲလေးဖြစ်ပါတယ်နော်ဒါပေမဲ့ကျွန်တော်တို့တိုင်းရင်းပြည်ရေးထိုင်းနိုင်ငံမှာအခုလက်ရှိတည်ကြတဲ့အတိုင်းပဲကျွန်တော်တို့ထိုင်းနိုင်ငံရဲ့မိဖုရားကြီးနိုင်ရန်ဆန်သားတဲ့ကိစ္စတွေကြောင့်ကျွန်တော်တို့ရက်တွေကိုကျွန်တော်တို့ဟိုမနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ကပြဖျော်ပြဖို့လောကပါမယ်မရပါဘူးဒါပေမဲ့ကျွန်တော်တို့ခွင့်ပြုပေးပါသောစောင်းထိုင်ဖုန်ကြီးနဲ့တကွာဒီခန္ဓာမျိုးမှာရှိတဲ့တာဝန်ရှိလူကြီးမင်းတွေနဲ့တကွာနော်ဖီတမ်တို့ဘာကြီးမဆန်းဝေတို့တာဝန်ရှိတဲ့လူကြီးတွေအားလုံးဝိုင်းဝန်းပြီးတော့ဖုန်ဖုန်ကိုရှောက်တင်မှဖုန်ဖုန်ကကျွန်တော်တို့နားလဲပြီးပြီးတော့ကျွန်တော်တို့ကပြဖျော်ပြခွင့်ရအောင်ခွင့်ပြုတာပါကျွန်တော်တို့ရွာလွန်ပြီးတော့ရွက်တိုက်ပြီးတော့ကျွန်တော်တို့သူများနာယီဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ပျော်ပွဲရှင်ပွဲကျင်းပခြင်းမဟုတ်ပါဘူးเนาะကျွန်တော်တို့စီစဉ်ထားပြီးသားပွဲလေးဖြစ်လို့ပွဲလေးပြီးမြောက်သွားအောင်ဆိုပြီးတော့ကျွန်တော်တို့ခွင့်ပြုလိုက်တာပဲဖြစ်ပါတယ်တကယ်ကျွန်တော်တို့မလောက်ပါနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မလောက်ပါဘူးเนาะကျွန်တော်တို့ကအခုဒီလောက်တိုင်းရင်ပြည်ချီနေမကောင်းတဲ့ခါကြီးမှာနေတော့ကနေတုံးပဲလားနေတော့ပြောနေတုံးပဲလားစုနေတုံးပဲလားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့เนาะအခြေအနေနဲ့အချိန်ခါလိုက်ကိုလိုင်းလျောညီထွေစွာနဲ့ကျွန်တော်တို့ဖျော်ပြတင်ဆက်မှုကိုလည်းကျွန်တော်တို့တက်နိုင်ဆုံးကြိုးစားထားပါသည်เนาะဒုံတန်ရိုးရရတွေကျွန်တော်တို့ကိုယ်ရိုကားရတွေစီစဉ်မှန်တမျှကိုကျွန်တော်တို့တက်နိုင်တဲ့လောက်ဖြုတ်ထားပါသည်ကျွန်တော်တို့ကောင်းတဲ့ကောင်းအောင်เนาะမြန်မာရှင်ချင်းမှုလေးတွေဖြစ်တဲ့မြန်မာအကလှလေးတွေကိုပဲဦးစားပေးအဆူအကလေးတွေနဲ့ပဲကျွန်တော်တို့တက်နိုင်တဲ့မြဖြော်ပြီးတင်ဆက်သွားမှာပါ
နော်မနေ့ဖန်ညာကြရင်လေကျွန်တော်တို့ကဒီနေ့ကရုတ်တရက်ဒီနေ့ကကဖြစ်မလားမနေ့ဖန်ပဲကဖြစ်မလားတပတ်ခါပဲကဖြစ်မလားနဲ့ကျွန်တော်တို့စီစဉ်နေတဲ့ချိန်မှာတည်တဲ့သူတွေတည်တယ်မတည်တဲ့သူတွေမတည်ကြတော့တာဖြစ်တဲ့အတွက်ကိုဒီကနေ့ကျွန်တော်တို့ကနေပါပြီဆိုတဲ့အကြောင်းကိုမနေ့ဖန်ကြားရင်လေတယောက်စကားတစ်ဆင့်ခံကြားပြီးတော့ကျွန်တော်တို့ပြောကြားပေးပါကျွန်တော်တို့မှာအခုဆိုလို့ရှိရင်နော်နိုင်ငံကျော်မိသားစုတွေမိုးနဲ့ဖြိုးလာရောက်ပြီးတော့ဟိုးအဝေးကနေပြီးတော့တကူတကကျွန်တော်တို့ပါဝင်လာရောက်ကပြအားဖြည့်ပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဒီပွဲလေးကိုဖြည့်မြောက်ဖို့အတွက်နော်ဒီမှာခဏဝကြီးကြီးတို့မိသားစုအကုန်လုံးတယောက်မှမနေရပါဘူးဆိုင်ကယ်တစ်စီးဒီနဲ့အကုန်လုံးဝိုင်းဝန်းပြီးတော့ဖြည့်မြောက်ဖို့အတွက်ကိုပွဲမဖြစ်ခင်ပွဲမတိုင်ခင်ကတည်းကကျွန်တော်တို့ကိုဝိုင်းဝန်းပြီးတော့နော်တာသမီရင်ချလို့ဝိုင်းဝန်းကူညီပေးကြတော့တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်အကုန်လုံးဒီပွဲလေးဖြည့်မြောက်ဖို့အတွက်မာတီပေးကြတဲ့မာတီအလှရှင်အကုန်လုံးကိုလည်းကျွန်တော်နာမည်မကြီးညာတော့ပါဘူးအကုန်လုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်ညီယာကလို့ပြောလိုက်တာနိနော်နောက်ကနေပြီးတော့ရှေ့ကတွားနောက်ကလိုက်ပြီးတော့ကူညီပေးမဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်မတည်တဲ့ပရိသတ်တွေအကုန်လုံးလည်းမနှက်ဖန်ကြရင်လည်းဒီလိုပဲတစ်ခက်တည်းနဲ့လာရောက်ကအားပေးကြဖို့ထပ်မံဖိတ်ခေါ်လိုက်ပါတယ်နော်ဒီနေရာမှာကျွန်တော်တို့ဒါတကယ်ဆိုလို့ရှိရင်ပွဲအားစီစဉ်လို့မရပါဘူးတိုင်းရင်ပြည်ခြေနေရဆိုလို့ရှိရင်ဒါပေမဲ့ကျွန်တော်တို့ဒါဝမ်းသာစကားမဆိုပါဘူးဒါဝမ်းနဲ့ရှင်ထိတ်မှတ်နဲ့ပဲကျွန်တော်တို့သွားမှာဖြစ်တဲ့အတွက်เนาะကျွန်တော်တို့လည်းဒီလိုပဲအချင်းချုပ်လေးပဲသွားခြင်းပါတယ်အခုကျွန်တော်မြန်မာတန်ဒုတိယတစ်ပုံနေနေခုနကြီးလာတောင်းဆိုထားတဲ့မပန်းဝေတချင်းလေးဆိုပေးပါမယ်မပန်းဝေတချင်းလေးဆိုရင်းနဲ့ကျွန်တော်တို့မင်းသားလေးတွေအလှခံဆင်းပြီးမှဖြစ်ပါတယ်အဲ့ဒီရလာတဲ့အလှခံငွေကကျွန်တော်တို့ပွဲမထွက်ခင်ကပွဲကမ္မကန်ကြီးကြီးညာသွားတဲ့အတိုင်းပါပဲဒီမြေနေရာလေးကဒါဖုံဖုံကလက်ရှိဝယ်ထားတယ်ပေါ့နော်ဒါပေမဲ့မြေဖိုးလေးမကြည်သေးဘူးဖုံဖုံမှာအကျွေးရှိသလိုညီယာကမှလည်းအကျွေးရှိပါတယ်စတာပါနော်ဖုံဖုံကအကျွေးလေးအတွက်ကိုမြေဖိုးလေးအတွက်တက်နိုင်တဲ့လောက်ပေါ့နော်ကျွန်တော်တို့မော်မြန်မာလူမျိုးတွေတရားထက်တန်တယ်ဆိုတာတရားတရားထက်တန်တယ်ဆိုတဲ့အကြောင်းကိုပြသတဲ့အနေနဲ့မိမိ30တက်နိုင်20တက်နိုင်တရားလေးနဲ့အလူငွေလေးထပ်မံပြီးတော့ပါဝင်လူတန်းပေးပါလို့တိုင်တော်ရင်းနဲ့ကျွန်တော်မှာပန်းဝေသချင်းလေးနဲ့ဒီသုံးဖြောပေးပြရစေခင်ဗျာဘာဝေငယ်တော့ကပတ်ချက်ပါရီနာမည်လေးကမပန်းဝေအပန်းလေးကတီးခံပြီးတော့နားတော့ပြီးတော့မင်းရဲ့နာမည်ငယ်ကဝေနေကပါရီဘာဝေငယ်တော့ကပတ်ချက်ပါရီနာမည်လေးကမပန်းဝေအချစ်တွေလေးဝေပန်းတွေလေးဝေတခုပဲချစ်တဲ့မပန်းဝေတခုပဲချစ်တဲ့မပန်းဝေမင်းရဲ့နာမည်ငယ်ကဝေနေကောင်းပါလေပန်းတွေဝေငယ်တော့ကပန်းဆိုင်ပါလေနာမည်လေးကမပန်းဝေပါရီဘာရီဝေငယ်တော့ကပါစိတ်ပါရီနာမည်လေးကမပန်းဝေအချစ်တွေလည်းဝေပန်းတွေလည်းဝေတခုပဲချစ်တဲ့မပန်းဝေတခုပဲချစ်တဲ့မပန်းဝေကြောင့်ဆိုတဲ့တရားဝါတွေမင်းနာမဝိုင်းနေရှိတဲ့မြတ်ဇာရီမတပါဝဲခလုတ်ထီကမအမေချာနောက်ရရပေါ့မပန်းဝေအချစ်တွေလဲဝေပန်းတွေလဲဝေတခုပဲချစ်တဲ့မပန်းဝေတ
ခေါ်မဲ့တဲ့မပါဝေခဏမျိုးကမပန်းဝေလေးတွေပါခဏမျိုးကနေကောင်းပါလေပန်းတွေဝေငယ်ငယ်တုန်းကပန်းချိုက်ပါလေနောက်မယ်လေးကမပန်းဝေမင်းရဲ့နောက်မယ်နေကဝေနေကောင်းပါလေပန်းတွေဝေငယ်ငယ်တုန်းကပန်းချိုက်ပါလေနောက်မယ်လေးကမပန်းဝေချစ်တွေလဲဝေပန်းတွေလဲဝေတခေါ်ပန်းချစ်တဲ့မပန်းဝေယေတခေါ်ပန်းချစ်တဲ့မပန်းဝေယေစောင့်ချဆိုတဲ့တော်ဝါတွေမင်းနာမဝိုင်းနေရှစ်စီတဲ့ယောက်ျားတွေမေတ္တာပါဝင်နေခလောက်ထီငါမအမိထားနောင်တရဖို့မပန်းဝေအချစ်တွေလဲဝေပန်းတွေလဲဝေတခုပန်းချစ်တဲ့မပန်းဝေယေတခုပန်းချစ်တဲ့မပန်းဝေယေကျေးဇူးများတင်ပါတယ်နော်အတန်လေးကတော့တီးတဲ့အတိုင်းပါပဲကျွန်တော်ပွဲဟိုကျွန်တော်တို့ဒီခဏမျိုးမလာခင်တကြားပွဲတွေတောင်းလျှောက်9ရက်လောက်ဇက်တိုင်းကလိုက်တဲ့အချိန်ကစပြီးတော့တစ်ဆက်လုံးပေါ့နော်နေမကောင်းကျမ်းမာရေးတွေဖြစ်ကြတယ်ကျမ်းမာရေးတွေတော်တော်နေမကောင်းဖြစ်ကြတယ်မနေ့ကမှကျွန်တော်တို့နော်စိတ်ဘူးတွေချိတ်ပြီးတော့ဒီနေ့ကားနိုင်ဖို့အတွက်ပြန်ပြီးတော့မနေ့ကြိုးစားထားတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီလိုပဲเนาะကျွန်တော်တို့ညီအကားဇက်ပွဲကြီးလာတဲ့လာတိုင်းဒီလိုမိသားစုလို့လာရောက်ချစ်ခင်အားပေးတဲ့အထက်ကိုတိုင်းမသိဝမ်းသာပါတယ်เนาะနောက်ထပ်ဘယ်လိုပဲဖြစ်ဖြစ်အခုအတိုင်းရင်ပြည်ခြေနေမကောင်းဆိုပြီးတော့လေကျွန်တော်တို့စိတ်ဓာတ်မကျပါဘူးညီအကားပွဲရရှိနေပါသေးတယ်เนาะကားရရတဲ့ချိန်ပြန်ကပေါ့เนาะနားရတဲ့ချိန်တော့နားရအောင်ပေါ့အောင်မွေးထားရမှာပေါ့เนาะဟုတ်ကဲ့ပါနှစ်ပါးသွားကြရင်ပြန်စုံကြမယ်ဗျာ